ရှင် Influencer ဆော်ဝဲကောင်းကြီးကနေပြီးတော့ရောင်းချပေးမယ် Clinic Pro EMR ဆော်ဝဲအကြောင်းလေးရှင်းပြပေးမှာဖြစ်ပါတယ်ရှင်။ခုမြင်နေရတဲ့အပိုင်းလေးကတော့dashboard အပိုင်းလေးပဲဖြစ်ပါတယ်။ dashboard မှာဆိုလို့ရှိရင်တနေ့တာရောင်းအားတွေprofit ပေါ့နော်အဲ့အားတွေပြီးသွားပြီဆိုရှင် patient ဘယ်နှယောက်ရှိတာbase stock တွေကနည်းနေရတယ်ဆိုတဲ့ဟာလေးကိုဒီ dashboard လေးမှာပြပေးထားမှာဖြစ်ပါတယ်ရှင်။ဒီ dashboard မှာပြထားတဲ့ fashion တွေကနေပြီးတော့မှလည်းဒီပေါ့နော် viewer setting တွေသွားတဲ့အပိုင်းတွေ appointment သွားတဲ့အပိုင်းတွေပြုလုပ်လို့ရပါတယ်။ဒီပေါ့နော် impatient sale တွေပြီးသွားပြီဆိုရှင် purchase ဝယ်သွင်းတဲ့အပိုင်းတွေ OPD ဖန်တီးတဲ့အပိုင်းတွေဒီ left report တွေဖန်တီးတဲ့အပိုင်းတွေကိုလည်းသွားလို့ရပါတယ်ရှင်။ဒီခုပြထားတဲ့ဒီ notification လေးကတော့base stock တွေက out stock ဖြစ်နေရ base stock တွေကနည်းနေရလဲဆိုတာဟာအလက်ပြပေးတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီညီမတို့ဒီ software မှာဆိုရှင် language အနေနဲ့ကတော့ပေါ့နော် English ရယ်မြန်မာရယ် Chinese ရယ်ဆိုပြီးတော့မှကိုကြိုက်တဲ့ဘာသာစကားအသုံးပြုပြီးတော့မှအသုံးပြုလို့ရပါတယ်ရှင်အခုမြင်နေရတဲ့နေရာလေးကကျွန်တော်ကိုကပေးတဲ့ admin account နဲ့လား Dr. account နဲ့လားပေါ့နော်အဲ့လိုမျိုး account လေးတွေပြထားတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီခုမြင်နေရတဲ့အပိုင်းလေးကကျတော့ OPD တိစောက်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်ရှင် OPD တိစောက်တဲ့အပိုင်းလေးကကျတော့ဒီမှာပေါ့နော် app လေးကိုနှိပ်ပြီးတော့မှ OPD အသစ်စောက်ပေးလို့ရပါတယ် patient ရဲ့အမည်တွေသူ့ရဲ့အသက်တွေ ဖုန်းနံပါတ်တွေ address တွေရိုက်ထည့်ပြီးတော့မှပေါ့နော် ပေးဒေါက်တာနဲ့ပြမှာလဲဆိုတဲ့အပိုင်းလေးကိုရိုက်ထည့်ပြီးတော့မှsave patient လုပ်ပြီးတော့မှ OPD တယောက်ဖန်တီးပေးလို့ရပါတယ်ရှင်အခုမြင်နေရတဲ့အပိုင်းလေးကကျတော့ inpatient တိစောက်တဲ့အပိုင်းလေးပဲဖြစ်ပါတယ် inpatient တိစောက်တဲ့အပိုင်းမှာဆိုရင် OPD ကနေပြီးတော့မှ inpatient တိစောက်လို့ရတယ်လို့ inpatient တက်လည်းတိစောက်ပေးလို့ရပါတယ်ရှင် OPD ကနေပြီးတော့မှ inpatient တိစောက်မယ်ဆိုရင်ကိုယ့်ရဲ့ပေါ့နော်ဒီလုပ် patient နေရာလေးကနေပြီးတော့မှဒီ name တွေ ID တွေရိုက်ရှာပြီးတော့မှလည်းရှာလို့ရတယ်ပြီးတော့ဆိုရှင် select နှိပ်မယ်လုပ် patient လေးလုပ်ပြီးတော့ပေါ့နော်ဒီ OPD ကနေပြီးတော့မှ inpatient တိစောက်လို့ရပါတယ်ရှင်ဒီလိုမျိုးလုပ် patient နှိပ်ပြီးသွားပြီဆိုရှင် admit patient ကိုပြန်နှိပ်ပေးရမယ်admit patient နှိပ်ပြီးဆိုရှင်ဒီ OPD မှာသူဖန်တီးခဲ့တဲ့ information တွေအကုန်လုံးကြာလာမယ် inpatient ဒီဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပေါ့နော်ဆေးရုံတက်မဲ့ဘက်ကတင်လေးကိုရွေးချယ်ပေးရမယ်ဆက်လက်မိတ်ပြီးတော့မှပေါ့နော်ရွေးချယ်ပြီးတော့မှဒီ inpatient ဖန်တီးပေးလို့ရပါတယ်ရှင်ပြီးတော့ OPD ကနေပြီးတော့ inpatient ဖန်တီးရမဟုတ်ဘဲနဲ့ပေါ့ဒီတိုင်း inpatient လာတက်မယ်ဆိုရင်လည်း admit patient ကိုပေါ့နော်တက်နေပြီးတော့မှတက်ပေးလို့ရပါတယ်ခုမြင်နေရတဲ့ပိုင်းလေးကတော့ EMR treatment အပိုင်းလေးပေါ့နော်ဒီလူ patient တွေရဲ့ဒီ treatment history treatment record တွေအကုန်လုံးကိုဒီ EMR treatment ပိုင်းမှာလာပြီးထည့်ပေးရမယ်ဒီ new treatment record ကိုနှိပ်ပြီးတော့မှပေါ့နော်ဒီ patient ID ကိုpatient ID တည်းရဆိုတခါရိုက်ရှာလို့ရတယ်ဒီကနေပြီးတော့မှလည်း select မှတ်ပြီးတော့မှလည်းလုပ်လို့ရရင်ပေါ့နော် assign doctor ကိုကပေး doctor နဲ့ treatment ပြမှာလဲ assign ချထားတဲ့ doctor လေးထည့်ပေးရမယ်ပြောရဆိုရင်လည်းသူကပေါ့နော်ဒီ treatment က general consultation လား follow up visit လားပေါ့နော် template တွေရွေးပေးရမယ်ပြောရဆိုရှင်ဒီမှာသူ့ရဲ့ဒီ treatment app ပေါ့နော် blood pressure ဘယ်လောက်ရှိတယ် temperature ဘယ်လောက်ရှိတယ်တဲ့အဲ့အကုန်လုံးကိုဒီညမှာလာပြီးဖြည့်ပေးရမယ်ပြောရဆိုရှင်လည်းဒီညလေးမှာပေါ့နော်ကိုထည့်ချင်တဲ့ diagnosis တွေရှိရအားထည့်ပေးလို့ရတယ် type တွေဆိုလည်းပြန်ရွေးပေးလို့ရတယ်ပြောရဆိုရှင်ဒီ patient ကိုပေါ့နော်ဗာဆေးတွေတောက်ဖို့ပေးထားတယ်ဗာညာဒီကိုပေါ့နော်အဲ့လိုမျိုးပိုင်းတွေကိုဒီနေရာမှာလာပြီးထည့်ပေးလို့လည်းရတယ်ပြောရဆိုရှင်ပေါ့နော်ကိုထည့်ချင်တဲ့အကြောင်းအရာ note တွေအကုန်လုံး recommendation ပေးချင်တဲ့ဟာတွေဗာအကုန်လုံးဒီနေရာမှာဖြည့်ပေးလို့ရတယ်ပြီးသွားပြီဆိုရှင်ဒီလူနာရဲ့ပေါ့နော်image တွေမှလည်းအကုန်လုံးကိုလည်းဒီနေရာမှာလာပြီးတော့မှဖြည့်ပေးထားလို့ရပါတယ်ရှင့်အခုမြင်နေရတဲ့အပိုင်းလေးကတော့ fatigue check ခုနကကိုက treatment ပေါ့နော်လုပ်ခဲ့မယ်ဆိုရင်ဒီညလေးမှာ check လေးနဲ့လာပြီးကြည့်လို့ရမယ်ဒီကနေပြီးတော့မှ name ရှာပြီးတော့မှလည်းကြည့်လို့ရတယ်ပေါ့နော်ဒါမှဆိုလို့ရှိရင်ဒီ check လေးလုပ်လိုက်မယ်ဆိုလို့ရှိရင်သူအရင်က follow up ပြထားတာကညာဆိုလို့ရှိရင်လည်းဒီနေရာမှာလာပြီးတော့ blood pressure ဘယ်လောက်ဒီထိုးကျသွားတာဘယ်လောက်တက်လာတာဒီမှာပေါ့နော် check လေးနဲ့တကွကြည့်လို့ရပါတယ်ရှင်ဒီပါဆိုလို့ရှိရင်သူက history ပေါ့နော်ဘယ်နေ့ကဘယ်အချိန်ကသူပြခဲ့ဆိုတဲ့ဟာတွေအကုန်လုံးလည်းဒီနေရာမှာကြည့်ပေးလို့ရတယ်ဒီနေရာလေးကကျတော့သူက overview ကြည့်ရဲ့နေရာလေးပါဒီနေရာလေးကနေပြီးတော့မှလည်း overview အနေနဲ့ပေါ့နော်လာပြီးကြည့်လို့ရတယ်ဘယ်ဒီအပိုင်းလေးကကျတော့သူကိုရဲ့ပေါ့နော်စေကမ်းမှာရှိတဲ့ doctor ရဲ့ list လေးကိုလာပြီးတော့ထည့်ပေးရဲ့အပိုင်းလေးပါထည့်မယ်ဆိုရင်လည်းဒီ app လေးကိုနှိပ်ပြီးတော့မှသူရဲ့ doctor name တွေ image တွေရှိမယ်ဆိုလည်း image တွေဖုန်းနံပါတ်တွေသူရဲ့ education ပေါ့နော်ဘယ်နံပါတ်ထည့်မယ် specialist ကပါလေးပေါ့နော်အဲ့အရာတွေအကုန်လုံးထည့်ပြီးတော့မှ save လုပ်ခဲ့မယ်ဆိုရင်ဒါကိုစေကမ်းမှာရှိတဲ့ doctor ရဲ့ list လေးထည့်သွင်းတဲ့နေရာလေးပါအခုမြင်နေရအပိုင်းလေးကကျတော့သူက referring doctor အပိုင်းပေါ့နော်ကိုရဲ့စေကမ်းကိုညွှန်ပေးခဲ့တဲ့ doctor တွေကို commission ကပါညာပေးချင်တာမျိုးဆိုရင်ဒီနေရာလေးကနေပြီးတော့မှထည့်သွင်းပေးလို့ရတယ်ဒီမှာဆိုရင် app လေးကိုနှိပ်ပြီးတော့မှသူ information တွေအကုန်လုံးဖြည့်ပေးရမယ်ပြီးသွားပြီဆိုလည်း commission ပေးမှာကပေါ့နော် percentage နဲ့လား fixed amount နဲ့လားဆိုတော့ဒီမှာရွေးချယ်ပေးလို့ရပါတယ်ရှင့်အမှန်မှာကိုဘယ်လောက် percentage ပေးမှာလဲသူကဆိုသူက all sale အတွက်လားဒီ product only ပဲလား service only ပဲလားဆိုတော့ဒီနေရာမှာလာပြီးဖြည့်ပေးလို့ရမယ်
ခုမြင်နေရအပိုင်းလေးကကျတော့ဒါ appointment ယူတဲ့အပိုင်းလေးပေါ့နော်။ appointment ယူမဲ့အပိုင်းလေးမှာဆိုလို့ရှိရင်ဒီဒါလေးကိုနှိပ်ပြီးတော့မှပေါ့နော် appointment ယူလို့ရပါတယ်။သူ့ရဲ့ name လေး patient ရဲ့ name လေးတွေ phone number ကလေးတွေဘယ်နေ့မှာပြမှာလဲအချိန်လေးလည်းရွေးလို့ရမယ်။ပြီးသွားပြီဆိုရှင်လည်းဘယ်ဒေါက်တာနဲ့ပြချင်တာလဲ assign ဒေါက်တာအနေနဲ့ရွေးပြီးတော့မှစိတ်နှိပ်ခဲ့ပြီးတော့မှ appointment ယူတဲ့အပိုင်းလေးပါရှင့်။ဒီအပိုင်းလေးကကျတော့ warehouse အပိုင်းလေးပေါ့နော်ကိုဒီ warehouse name လေးတွေwarehouse တွေနှစ်ခုသုံးခုခွဲသုံးမယ်ဆိုရင်ရှင်လည်းသူ့ရဲ့ warehouse လေးတွေလာဒီနေရာလေးမှာပေါ့နော် add လေးကိုနှိပ်ပြီးတော့မှ warehouse လေးတိစောက်ပေးခဲ့လို့ရတယ်ဒီအပိုင်းလေးကကျတော့ဒီ product တွေ stock တွေထည့်တဲ့ inventory ထည့်တဲ့အပိုင်းလေးပေါ့နော်ဒီအပိုင်းလေးမှာဆိုလို့ရှိရင် add လေးကိုနှိပ်ပြီးတော့မှဒီကိုယ့်ရဲ့ name လေးတွေထည့်မယ်ပြီးသွားပြီဆိုရင်လည်းအခုခါကျတော့ကိုယ့်နဲ့ကို manual ရိုက်လို့လည်းရတယ်software ကနေပြီးတော့မှ auto ကြပေးရပေါ့နော်ဒီ barcode ကလေးကိုလည်းထည့်ပေးလို့ရတယ်ပြီးသွားပြီဆိုရင် category ပေါ့နော်ဒီနေရာမှာ category ကကိုကထည့်ထားခဲ့မယ်ဆိုရင်ရွှေ့လိုက်ရုံပဲတောင်းမို့ကိုအခုမှစထည့်မယ်ဆိုရင် plan လေးကိုနှိပ်ပြီးတော့မှကို category လေးကိုပေါ့နော်ထည့်ပေးလို့ရတယ် unit ကလည်းကိုက PCN နဲ့ရောင်းပါလားကတ်နဲ့ရောင်းပါလားဘူးနဲ့ရောင်းပါလားဒီအရေးတွေလားပေါ့နော်အဲ့လိုမျိုးပေါ့ဘူးလေးလားအဲ့လိုမျိုးဆိုရင်လည်း unit လည်းမှာထည့်လို့ရတယ်ကိုရောင်းမဲ့ unit ကလေးကိုဒီ unit မှာလာပြီးထည့်ပေးရမယ်ပြီးသွားဆိုရှင်လည်းအရေးအတွက်တွေထည့်မယ်ဒီဝယ်ဈေးတွေပေါ့နော်ဝယ်ဈေးဘယ်လောက်နဲ့ဝယ်ခဲ့ရလဲဘယ်လောက်နဲ့ရောင်းမှာလဲပြီးသွားဆိုလည်းဒီ stock ကပေါ့နော်ဘယ် warehouse အတွက် assign ချမှာလဲပြီးသွားဆိုရှင်ဒီသူ့ရဲ့ expire date ပေါ့နော်အဲ့ဟာလေးကဘယ်နေ့ကုန်မှာလဲဒီ expire date ကိုဘယ်အလောက်လိုမှကိုအလက်ပြစီချင်တာလဲအဲ့လိုဆိုရင်ရှင်ဒီပိုင်းလေးမှာလာပြီးထည့်ပေးလို့ရမယ်ထည့်ချင်တာရှိရင်ဒီ description ရမှာလာဖြည့်ပေးလို့ရတယ်ဒီ product ရဲ့ပေါ့နော် image တွေအကုန်လုံးကိုဒီ choose file လေးနှိပ်ပြီးတော့မှ image ထည့်ပြီးတော့မှ save လုပ်ခဲ့မယ်ဆိုရင်ဒါက product တစ်ခုတိစောက်ပြီးသွားပါပြီရှင်အခုမြင်နေရအပိုင်း service အပိုင်းပေါ့ကိုစေကမှာရှိရဲ service day ပေါ့နော် service day တွေဒီ doctor day တွေဒါမှမဟုတ်စာအုပ် day တွေပေါ့နော်ဒီ service နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကို service management မှာလာပြီးတိစောက်ပေးရမယ်ဒီ laboratory item တွေကကျွန်တော်ကိုလက်မှာဆင်းမဲ့ item တွေကိုဒီ laboratory item မှာလာပြီးဖြည့်ပေးရမယ်ဒီအပိုင်းလေးကကျတော့ supplier တိစောက်တဲ့အပိုင်းကိုရဲ့ဒီ product တွေ stock တွေကိုဒီ supplier company တစ်ခုနဲ့ပေါ့နော်တွဲပြီးတော့မှအဝယ်သွင်းချင်တာမျိုးဆိုရင်လည်းဒီ supplier management မှာလာပြီးတော့မှ add လေးကိုနှိပ်ပြီးတော့မှ supplier တစ်တိစောက်ပေးလို့ရတယ်ဒီမှာဒါကကျတော့ပေါ့နော်ကိုစေကမ်းမှာရှိတဲ့ stock တွေကုန်သွားလို့ထပ်ပြီးတော့မှအဝယ်ထပ်သွင်းမယ်ဆိုရင်ဒီ annual batch ကနေပြီးတော့မှအဝယ်ထပ်ပြီးတော့သွင်းပေးရမယ်ခုနက supplier တိစောက်ခဲ့မယ်ဆိုရင် supplier နဲ့လေးရွေးပြီးတော့မှပေါ့နော်ဒီနေရာမှာရွေးပြီးတော့မှတိစောက်ပေးလို့ရတယ်သူအဝယ်သွင်းခဲ့တဲ့ date ကလေးဆိုလည်းပြန်ပြီးတော့မှပြင်လို့လည်းရတယ်ဝယ်ထပ်ပြီးတော့မှတင်သွင်းတဲ့အပိုင်းလေးပါဒီပိုင်းလေးကကျတော့ကိုရဲ့ stock မှာရှိနေရဲ့ပေါ့နော်ဘာကုတ်တွေကိုဘာကုတ်ထုတ်ချင်တာမျိုးဆိုရင်ဘယ်လောက်ထုတ်ချင်တာလဲထုတ်မဲ့အရေးအတွက်အလိုက်ပေါ့နော်3ခုထုတ်မှာလား4ခုထုတ်မှာလားထုတ်ပြီးတော့မှဒီ printer လေးနဲ့ join ထားမယ်ဆိုရင်တခါလေးပေါ့နော်ဘာကုတ်ကလေးထွက်လာမှာပါရှင်ရောင်းချတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော် OPD တက်တက်ရောင်းတာရှိမယ် inpatient ကိုတက်တက်ရောင်းတဲ့အပိုင်းဆိုပြီးတော့ပေါ့နော်အပိုင်းနှစ်ပိုင်းရှိတယ်အခုပြတဲ့အပိုင်းလေးကကျတော့ဒါ OPD ကိုရောင်းချတဲ့အပိုင်းလေးပေါ့နော် OPD ကိုရောင်းချမယ်ဆိုလို့ရှိရင်ကိုရောင်းမဲ့ product name လေးလို name နဲ့ရှာလို့လည်းရတယ်ဒီ barcode scan ဖတ်ပြီးတော့မှလည်းရှာလို့ရတယ်ပေါ့နော်ပြီးတော့ဆိုရှင်ကိုရောင်းမဲ့ဟာလေးကိုဒီလိုလေးတစ်ချက်နေလိုက်မယ်အကယ်၍တော့နှစ်ခုသုံးခုဆိုရှင်လည်းပေါ့နော်ဒီလိုမျိုးလေးအပေါင်းလေးကိုပဲထပ်နေပြီးတော့မှရောင်းချလို့ရတယ်သူကပေါ့နော်ဒီ OPD မဟုတ်ဘဲနဲ့အပြင်ကနေပြီးတော့လာတဲ့လူနာတွေဆိုရှင်လည်းနင်းနေပါမထည့်ဘဲနဲ့ complete ဆေးရနေပြီးတန်းရောင်းချလို့ရတယ်ပေါ့နော်ဒါမှမဟုတ် OPD ဆိုရှင်လည်း assign ချခဲ့တဲ့ဒေါက်တာနင်းလေးတွေကိုရွှေ့ရောင်းချလို့ရတယ်ဒါဆို site လေးကို setting ထဲမှာတွားရွှေ့ပြီးတော့မှထုတ်လို့ရတယ်။3လက်မလည်းထုတ်လို့လည်းရတယ်လို့ပေါ့နော်။ညီမတို့စုံဝင်မှာဆိုလို့ရှိရင် A4 A5 3လက်မ 58 80mm select ဆိုပြီးတော့မှကိုတိုင်းနေတဲ့ရာဖောင်ချ site ရွေးပြီးတော့မှထုတ်လို့ရပါတယ်ရှင်။အခုမြင်နေရတဲ့အပိုင်းလေးကကျတော့ဒီ inpatient တွေရောင်းတဲ့အပိုင်းပေါ့နော်။ inpatient တွေရောင်းကြတဲ့အပိုင်းမှာဆိုလို့ရှိရင်ဒီ inpatient name တွေရွေးမယ်ပြီးတော့ဆိုရှင်ဘယ်နေ့ date လဲပေါ့နော် date ကလေးရွေးမယ်ပြီးတော့ဆိုရှင် deposit တွေပြန်ထည့်ခြင်းနဲ့ဆိုရင်လည်းဒီနေရာနေပြီးတော့မှ deposit ပြန်ထည့်လို့ရတယ်အတူရောင်းချမယ် product name လေးတွေကိုဒီနေရာမှာနှိပ်ရှာပြီးတော့လည်းလုပ်လို့ရတယ်လို့ဒီ scan ဖတ်ပြီးတော့မှလည်းရောင်းချလို့ရတယ်ပေါ့နော်ပြီးတော့ဆိုရှင်သူရောင်းလိုက်မယ်ရောင်းပြီးတော့မှအကယ်၍သူက impatient ဖြစ်တာဖြစ်တဲ့အကြောင်းမို့သူကပတ်စံရှင်းနေဘူးပေါ့နော်ဒီဆေးရုံဆင်းတဲ့အချိန်ကြာမှပေါင်းပြီးရှင်းမယ်ဆိုရင်ရှင်လေဒီ process တွေမှာတနေ့တော့ပြီးသိမ်းထားလို့ရရင်ပေါ့နော်သူငွေပေးချိန်တော့မယ်ဆိုတဲ့အချိန်ကြာရှင်တခါလေဒီ batch setting and check ကိုနှိပ်ပြီးတော့မှတခါလေပေါ့နော်ဆေးရုံဆင်းလိုက်လို့လည်းရတယ်ဒီ history ဒါကကျတော့သူပေါ့နော်တို့အရှိမဘယ်နေရာနေမှာပါရသွားတယ်ဆိုတဲ့ဥစ္စာတွေကိုဒီ history မှာပြန်ပြီးကြည့်လို့ရတယ်
ဒီ partial settlement ဆိုတာလည်းသူကတစ်ချက်မလုပ်သေးဘဲနဲ့ voucher share တဲ့အချိန်မျိုးတွေမှာပေါ့နော်တခါတည်းဒီvoucher invoice ခါလေးထုတ်ထားပေးလို့ရတယ်ဒါမှမဟုတ်သူစင်းအောင်စင်းတော့မယ်ဆိုလဲ setting တစ်ချက်ကိုနှိပ်ပြီးတော့မှာပေါ့နော်ဒီလူနာကစင်းအောင်စင်းမှာတင်ချပြီးလားမေးမယ်တင်ချပြီးဒီမှာသူ့မှာပေါ့နော်ဒီ balance တွေပါရှိသေးရပါညာဆိုရှင်လည်းဒီမှာ final payment ကိုနှိပ်ပြီးတော့မှာပေါ့နော်channel invite ထုတ်ပြီးတခါတည်းစင်းအောင်စင်းထားလို့ရပါတယ်ရှင်ဒီခုမြင်နေရအပိုင်းကကျတော့ left report အပိုင်းလေးပေါ့နော်ဒီခုနက voucher ဒီ invitation တွေကိုရောင်းတဲ့အချိန်မှာ laboratory item တွေစစ်ဖို့ပေါ့တခါလေး voucher ထုတ်ပြီးတော့မှသူကပေးချိန်ထားပြီး voucher ကြီးထုတ်ထားပြီးဆိုရင်တခါလေးဒီနေရာလေးမှာ order အနေနဲ့တခါလေးပြနေရတယ်ပေါ့နော်ပေး report နေပြီးတော့ patient ကလည်းပေး doctor နဲ့ sign ချထားတာလည်းပြီးသွားပြီဆိုရှင်လည်းသူ referring doctor ကြီးရှိလားပေါ့နော်သူအဲ့လိုမျိုးလေးဖြည့်ပြီးတော့တိုက်ကဘာတိုက်လဲအဲ့လိုမျိုးလေးလုပ်ပြီးတော့ခုနကကိုကဒီ invite ဖွင့်ခဲ့တဲ့အချိန်မှာ test name တွေအကုန်လုံးကိုက voucher ထဲမှာတစ်ခါလေးထည့်ဖြတ်ခဲ့ပြီးဆိုရင်ဒီ test name တွေအတွက် auto လေးကြာနေမယ်အဲ့မှာကိုက result ကလေးတွေတွေ့ unit ကလေးထည့်လိုက်ရုံပဲပေါ့နော်အဲ့လိုလေးနဲ့ save လုပ်လိုက်မယ်ဆိုရင်သူကဒီလိုမျိုးလေးအောက်မှာတစ်ခါလေးပေါ်လာရပေါ့နော်ဓာတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီဥစ္စာကသူပြီးသွားပြီပေါ့report တွေကိုတွားပြီးတော့မှဘယ်နေ့ဥစ္စာလဲဘယ်နေ့ patient လဲပေါ့နော်ဘယ် patient ရဲ့ဟာကို print ထုတ်ချင်တာလဲဆို print ကိုနှိပ်ပြီးတော့မှတစ်ခါလေး print ထုတ်လို့ရတယ်ဒီခုမြင်နေရပိုင်းကျတော့ဒီ back တိဆောက်တဲ့ပိုင်းပေါ့နော်ကိုစေကန်မှာရှိတဲ့ဒီပေါ့ကတင်တွေဥစ္စာတွေကတင်တွေဆိုလို့ရှိရင်လည်းဒီ NU back ကနေပြီးတော့မှတိဆောက်ပြီးလို့ရတယ်ဒီခုမြင်နေရပိုင်းကကျတော့သူက report အပိုင်းလေးပေါ့နော်ဒီမှာဆိုလို့ရှိရင် total sale ကဘယ်လောက်လဲ profit ကဘယ်လောက်လဲပြန်ကြည့်လို့ရလိုက်လေရှာလို့ရတယ်ပြီးသွားဆိုရှင်ဘယ်နေ့ date ကနေဘယ်နေ့ date ပဲပေါ့နော်ဒီ2ရက်နေ့နဲ့3ရက်နေ့ပဲဆိုရှင်လည်းကိုယ့်အနေကို front date to date ရွှေ့ပြီးတော့မှရှာလို့ရတယ်ရှာတဲ့ပိုင်းမှာဆိုလည်း name နဲ့ရှာလို့ရတယ်လို့ဘာကုန်းနဲ့လည်းရှာလို့ရတယ် category like ခွဲပြီးတော့မှလည်းရှာလို့ရပါတယ်ရှင်အခုမြင်နေရပိုင်းကကျတော့ဒီ service တွေပေါ့နော်ဒီအယောင်ထဲမှာ service ကိုပဲတက် report ကြည့်တင်တာဆိုလို့ရှိရင်ဒီညမှာလာပြီးကြည့်လို့ရတယ်ဒီခုမြင်နေရပိုင်းကကျတော့ voucher sale report အပိုင်းလေးပေါ့နော်ဒီအခုမြင်နေရတဲ့ပိုင်းလေးကကျတော့ဒီ doctor အနေနဲ့ပေါ့နော်သူရဲ့ revenue တွေဘယ်လောက်ရခဲ့လဲ discount တွေဘယ်လောက်ပေးခဲ့ရလဲအသေးစိတ်ကြည့်ချင်တယ်ဆိုလဲဒီလေးကိုနှိပ်ပြီးတော့မှအသေးစိတ်လေးကြည့်လို့ရတယ် print ထုတ်ချင်တယ်ဆိုရင်လည်း print နှိပ်ပြီးတော့မှပေါ့နော်ဒီလိုမျိုးကြည့်လို့ရတယ်ဒီအခုမြင်နေရတဲ့အပိုင်းလေးကကျတော့ဒီ commission report အပိုင်းလေးပေါ့နော်ကိုယ့်ရဲ့စီကံကိုညွှန်ပေးခဲ့တဲ့ doctor တွေကို commission ပေးတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင် pending ဖြစ်နေတာကျတော့ကိုယ့်ရဲ့စီကနေပြီးတော့မှ doctor ကိုပေါ့နော်ဒီ commission ကပေးရသေးဘူးဆိုရင် pending အနေနဲ့ပဲပြနေမယ်ဒါကိုပိတ်ပေါ့နော်ဒီ page ချိန်ပြီးသွားပြီဆိုရင်လည်းပိတ်အနေနဲ့ပြပေးနေမှာဒီခုမြင်နေရတဲ့အပိုင်းလေးကကျတော့ဒီprofit and loss အတွက်တဲ့အပိုင်းပေါ့နော်ဒီ profit and loss အတွက်တဲ့အပိုင်းမှာဆိုရင်လည်းနေ့အလိုက်လည်းကြည့်လို့ရတယ်လအလိုက်လည်းကြည့်လို့ရတယ်နေ့အလိုက်လည်းကြည့်လို့ရတယ်ဒါမှမဟုတ်ဘယ်နေ့ date ကနေဘယ်နေ့ date ကိုပဲခေါ်ပြီးတော့မှပေါ့နော်ပြန်ပြီးတော့မှလည်းအသေးစိတ်အနေနဲ့detail report တွေမှာပြန်ပြီးကြည့်လို့ရတယ်ဒီခုမြင်နေရပိုင်း report အားလုံးကြည့်အပိုင်းလေးပေါ့နော်ဒီ all report မှာဆိုရင်လည်းsale report ပဲတည်တံ့ကြည့်ချင်တာလား profit report ပဲတည်တံ့ကြည့်ချင်တာလားဒီ financial summary ပဲကြည့်ချင်တာလားပေါ့နော်အဲ့ဒါလေးကို generate ခေါ်ပြီးတော့မှအသေးစိတ်အနေနဲ့ပြန်ပြီးကြည့်လို့ရတယ်မြင်နေရတဲ့အပိုင်းလေးကကျတော့ voucher မှာပုံစံချက်နဲ့ကိုယ်စီကံရဲ့ information တွေလာဖြည့်ပေးရမယ်ပေါ့နော်ဒီမှာဆိုရင်စီကံအမည်ဖြည့်ပေးမယ်ပြီးသွားပြီဆိုရင် tag ကလေးတွေဖြည့်ပေးရမယ်ဖုန်းနံပါတ်ကလေးတွေထည့်ပေးရမယ်ပေါ့နော် address လေးတွေထည့်ပေးရမယ်ပြီးသွားပြီဆိုရင်ကိုက voucher size ဘယ်လောက် size နဲ့ထွက်စီချင်တာလဲ A4 နဲ့လား A5 နဲ့လား 80mm လား 58mm လားပေါ့နော်ကိုကြိုက်နေတဲ့ရာprinter လေးကိုဒီ setting ထဲမှာလာပြီးဖြည့်ပေးရမယ်ပြီးသွားပြီဆိုရင်ဒီပေါ့နော် patient တွေ voucher ထုတ်မဲ့နေရာမှာဆိုရင်လည်းဒီ message လေးနဲ့လေးပေးစီချင်တာလေဒီညမှာကိုဖြစ်ချင်တဲ့ message လေးလာပြီးထည့်ထားပေးလို့ရတယ်ပြီးသွားပြီဆိုလဲ voucher ရဲ့ folder လေးမှာဗာလေးပေါ်စီချင်တာလေပေါ့နော်ကြိုက်တဲ့တရားလေးထည့်လို့ရတယ်ပြီးသွားပြီဆိုရင်လည်းဒီကိုယ့်ရဲ့စီကံကဘာပေါ့နော်ဘာ currency လေးအသုံးပြုရလဲcurrency ကကျပ်နဲ့လားဒေါ်လာနဲ့လားပေါ့နော်ကိုစီကံမှာအသုံးပြုမဲ့ currency လေးဒီညမှာထည့်ပေးရမယ်ပေါ့နော်ဒီခုမြင်နေရတဲ့ပိုင်းလေးကဆိုရှင် voucher မှာပေါ်နေမဲ့ preview ပိုင်းလေးပေါ့နော်ဒီမှာဒီလိုမျိုးလေးအတိုင်းလေးပဲကို voucher လေးမှာထွက်လာမှာပါရှင့်ဒီခုမြင်နေရအပိုင်းရ permission ပေးအပိုင်းလေးပေါ့နော်ကို user role တွေဖန်တီးမယ်ဆိုရင်ဒီနေရာလေးကနေပြီးတော့မှ create နေပြီးတော့ပေါ့နော်ဒီကိုကြိုက်တဲ့ role လေးကိုဒီနေရာမှာလာ create လေးနေပြီးတော့မှဖန်တီးလို့ရမယ်အဲ role မှာကိုက permission ပြန်ပြီးပေးချင်တာမျိုးဆိုရင်ဒီ role နာမည်လေးရွေးမယ်ပြီးသွားပြီဆိုရင်လည်းသူ့ကိုဘာတွေပဲလုပ်စေချင်တာလဲပေါ့နော်ဒီ doctor တွေဆိုရင်လည်းဒီ laboratory အပိုင်းတွေပဲလုပ်စေချင်တာဆိုရင်ကိုလုပ်စေချင်တဲ့အပိုင်းလေးကို amendment ကလေးချစ်ပြီးတော့မှပေါ့နော်ဒီစိတ်လေးနေခဲ့မယ်ဆိုရင်ဒီအပိုင်းလေးတွေကိုပဲဒီ account ဒီပေါ့နော်ဒီ role လေးကဖန်တီးပေးလို့ရမယ်
user တစ်တယောက်တည်ဆောက်မယ်ဆိုရင်လည်း app ကလေးကနေနှိပ်ပြီးတော့မှာပေါ့နော်ဒီသူ့ကိုဘာname သူ့ရဲ့ name လေးကဘာလေးလဲသူ့ဘာ role လေးပေးမလဲပေါ့နော် role လေးရွေးမယ်ဖုန်းနံပါတ်တွေထည့်မယ် address တွေထည့်မယ်သူ့ကိုပေါ့နော်ဘယ် password လေးပေးထားမလဲဆိုပြီးတော့မှ password လေးထည့်ပြီးတော့မှ save လုပ်ခဲ့မယ်ဆိုရင်ဒီ user လေးကဒီ password လေးနဲ့ပဲသူကဝင်ခွင့်ရမယ်ပေါ့နော်ခုရှင်းပြပေးသွားတာကျတော့ Clinic Pro EMR software အကြောင်းလေးပဲဖြစ်ပါတယ်ရှင်အသေးစိတ်သိချင်တဲ့ဆိုရင်လည်းပေါ့နော်ဒီမှာပြပေးထားတဲ့ဖုန်းနံပါတ်ကလေးကိုခေါ်ပြီးတော့မှပြင်ရနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်